ကျက်ဆိုတာတကဘာလုံးမှာအစွမ်းထက်ဆုံးဖြစ်တဲ့မတိမျိုးနတ်ဖျားတစ်ပါးပေါ့ဒါပေမဲ့ထူးဆန်းတာကသူဟာနေ့တိုင်းတည်ခြင်းတရားကိုပဲတောင်းတနေခဲ့တာပါသူ့ရဲ့အစွမ်းကဘလောက်တောင်ကြီးမားလဲဆိုရင်ဘသူကမှသူ့ကိုမတတ်နိုင်တယ်လို့ကဘာပေါ်ကအတော်ဆုံးစစ်တီတော်တွေတိုက်ခိုက်ရင်တောင်သူ့ခန္ဓာကိုယ်မှာဓာရတစ်ချက်တောင်မထင်ခဲ့ပါဘူးဒါကြောင့်သူကထူးဆန်းတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ခဲ့ပါတယ်သူ့ရဲ့ရန်သူတွေအားလုံးကိုဖမ်းဆီးပြီးဘုရင်များရဲ့မြို့တော်ထဲမှာပိတ်လောင်ထားလိုက်တာပါသူ့ရဲ့အစီအစဉ်ကတော့အားကောင်းတဲ့စစ်တီတော်ပေါင်း1000ပြည့်သွားတဲ့နေ့မှာနောက်ဆုံးစစ်ပွဲကိုစတင်ပြီးအားလုံးရဲ့စူပေါင်းစွမ်းနဲ့သူ့ကိုတပြိုင်နက်တည်းတိုက်ခိုက်ခိုင်းဖို့ပါပဲဒါမှသာသူလည်းအဲ့ဒီတန်ကိုမခံနိုင်ပဲတေဆုံးသွားနိုင်မယ်လို့တွေးခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီနေ့မှာပဲသူ့စီကိုတာဝန်တစ်ခုရောက်လာပါတယ်နတ်ဖျားတွေဟာလှုပ်ဝက်မျိုးနွယ်စုတွေပုံအောင်နေတဲ့နေရာကိုရှာဖွေတွေ့ရှိသွားခဲ့တာပါအစပိုင်းမှာနတ်ဖျား၃ပါးကငကားကြီးတွေကိုစီးပြီးလူသားတွေကိုတွားရောက်တိုက်ခိုက်ခဲ့ပေမဲ့မနိုင်ခဲ့ကြပါဘူးနောက်ဆုံးမှာတော့ဂျက်ကိုယ်တိုင်ဝင်ပါရပါတော့တယ်သူကလက်သီးတစ်ချက်တည်းနဲ့တင်အမျိုးသမီးစစ်တီတော်တယောက်ကိုပြင်းပြင်းထန်ထန်ဒဏ်ရာရအောင်ထိုးပစ်လိုက်ပါတယ်လူသားတွေကအယံအားနဲ့လွန်းလို့ဖမ်းဆီးဖို့တောင်မတန်ဘူးလို့သူကတွေးမိခဲ့တာပေါ့သူကအဲ့ဒီအမျိုးသမီးကိုတတ်တော့မဲ့အချိန်မှာပဲနောက်ထပ်စစ်တီတော်လူငယ်တယောက်ရောက်လာပြီးဂျက်ကိုဝင်တိုက်က Shells Fire နဲ့တိုက်ခိုက်ပါတော့တယ်ဒီတိုက်ခိုက်မှုကဂျက်ကိုဒဏ်ရာမရစေပေမဲ့လူသားတယောက်ကနတ်ဖျားတွေရဲ့စွမ်းအားကိုသုံးနိုင်နေတာကိုမြင်လိုက်ရလို့ဂျက်တယောက်အံ့ဩသွားပြီးစိတ်ဝင်စားမှုရှိလာခဲ့ပါတယ်ဒုတိယအကြိမ်တိုက်ခိုက်ပြီးတာနဲ့အဲ့ဒီလူငယ်ကဒဏ်ရာရနေတဲ့သူ့တငယ်ချင်းကိုခေါ်ပြီးထွက်ပြေးဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့မျက်စိတမိတ်တွင်းမှာပဲဂျက်ကသူတို့ရှေ့ကိုရောက်လာပြီးတစ်ချက်တည်းနဲ့နှစ်ယောက်လုံးကိုလဲကျသွားအောင်လုပ်လိုက်ပါတယ်သူတို့တေပြီးလို့ဂျက်တွေးနေတဲ့အချိန်မှာလူငယ်ကလှုပ်ဝက်လက်နက်တစ်ခုကိုကင်ပြီးပြန်မတ်တက်ရက်လာခဲ့ပါတယ်အဲ့ဒါကတော့နတ်ဖျားတွေကိုတတ်ဖို့အတွက်တီးတန့်ပြုတ်လုပ်ထားတဲ့တားမြစ်ထားတဲ့အမြောက်ကြီးပဲဖြစ်ပါတယ်သူကသူ့ရဲ့ Shells Fire စွမ်းအားနဲ့အမြောက်ကိုချက်ချင်းအားသွင်းပြီးပစ်လိုက်တဲ့အခါနတ်ဖျားဂျက်တယောက်လွင့်ထွက်သွားပါတော့တယ်အဲ့ဒီလူငယ်ကဂျက်ရဲ့ခန္ဓာကိုယ်တဆစီကြေမွသွားတဲ့အထိတရားဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်လူငယ်ရဲ့တငယ်ချင်းရောက်လာပြီးဒဏ်ရာရနေတဲ့ရဲဘော်ကိုတွဲခေါ်ပြီးထွက်ပြေးဖို့ပြင်ကြပေမဲ့ရုတ်တရက်အရာအလုံးကပြောင်းလဲသွားပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲကြေမွသွားတဲ့ဂျက်ရဲ့ခန္ဓာကိုယ်ကဒဏ်ရာတွေအကုန်ပြောက်ကင်းပြီးသူတို့ရှိမှမတ်တက်ပြန်ရက်နေပါတော့တယ်